Hello，大家好，欢迎来到 SM 教育中心 SM Education Center နေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့老师ဒီဗီဒီယိုလေးကိုအထူးအားဖြင့် speaking နဲ့ listening မှာပို့ပြီးတော့ကြတော့တိုးတက်ချင်တဲ့ကျောင်းသားတွေအတွက်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ကြတော့ဒီနေ့ဗီဒီယိုလေးမှာ老师တို့ကဘာလေးသွားမလဲဆိုတော့ကြတော့ speaking coffee ဆိုင်မှာဧည့်သည်နဲ့ဝန်ထမ်းကြားကစကားပြောတဲ့စာပိုက်လေးကို老师ကအားလုံးနဲ့အတူရွတ်ဖတ်သွားမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးရွတ်ဖတ်ခြင်းအပြင်老师တို့မှာ speaking မှာတိုးတက်နိုင်တယ်လို့ listening မှာလည်းနားလည်နိုင်စွမ်းနေတိုးတက်နိုင်ပါတယ်။အထောက်အကူပြုစေနိုင်ပါတယ်။အဲ့တော့ကြတော့老师ကဒီစာပိုက်လေးကိုရွတ်ဖတ်သွားတဲ့အချိန်မှာအားလုံးက老师နဲ့လိုက်ပြီးတော့ကြတော့လေရွတ်သွားလို့ရတယ်လို့လိုက်ပြီးတော့နားလည်အောင်လို့လည်းစမ်းပြီးနားထောင်ကြည့်လို့ရပါတယ်။တကယ်လို့မရွတ်တက်မှာတော့လုံးဝစိတ်ကူးစရာမလိုပါဘူး။ဖင်းရင်း老师ကတခါတည်းရေးပေးထားဖြစ်တဲ့အတွက်ကြောင့်ဖင်းရင်းကိုပါကြည့်ပြီးတော့ကြာရွတ်လို့ရပါတယ်။တကယ်လို့နားထောင်ရင်းနဲ့ကိုနားမလည်လိုက်တဲ့စာတွေရှိခဲ့ရင်ဘယ်လိုလုပ်မလဲ။အဲ့အတွက်ကြောင့်老师ကဒုတိယအပိုင်းမှာတော့老师ကအရေးကြီးတဲ့စာကြောင်းလေးတွေကိုအဓိပ္ပာယ်ပြန်ပြောသွားမှာပဲဖြစ်ပါတယ်။老师ပြောသွားတဲ့စာလေးတွေကိုအဓိပ္ပာယ်ပြန်ပြီးသွားလို့ရှိရင်တော့အရေးကြီးတဲ့စာလုံးလေးတွေကိုလည်း老师ကနှုတ်ထုတ်ပြီးတော့ကြာတော့တေချာရှင်းပြသွားမှာဖြစ်ပါတယ်။ဒါဆိုရင်စလိုက်ကြရအောင် OK 店员问你好欢迎光临请问你要喝点什么顾客回答说你好我想喝咖啡好的我们有美式拿铁卡布奇诺你推荐哪一个拿铁比较香，也有牛奶，很多人喜欢。好，那我就要一杯拿铁。请问要大杯还是中杯？中杯，谢谢。好的，请稍等一下。Okay အခုပြောသွားတာတော့အင်မတန်မှတိုးပြီးတော့ရိုးရှင်းတယ်သူတို့ပြောသွားတဲ့စာကြောင်းလေးတွေပဲဖြစ်ပါတယ်အဲ့တော့ကြတော့ဒါလေးကတော့ coffee မှာတဲ့အချိန်မှာသုံးသွားတဲ့စာလုံးလေးတွေပေါ့နော်老师ကအခုထပ်ပြီးတော့ကြာ老师ပြောသွားတဲ့ဟာလေးကိုမြန်မာလိုအတိတ်ပဲပြန်ပေးပါမယ်အဲ့တော့店员ဆိုတာကတော့ဝန်ထမ်းကိုဆိုလိုပါတယ်顾客ဆိုတာတော့လာရောက်အားပေးတဲ့ customer ကိုဆိုလိုပါတယ်အဲ့တော့ပြောပြီး你好欢迎光临မင်္ဂလာပါကြိုဆိုပါတယ်请问你要喝什么သင်ဘာများတောက်ရှင်ပါသလဲမေးတယ်အဲ့တော့顾客ကပြန်ဖြေတဲ့ချိန်မှာ你好我想喝咖啡မင်္ဂလာပါကျွန်တော်ကော်ဖီတောက်ရှင်ပါတယ်အဲ့တော့店员ကပြန်ပြောတယ်好的我们有美式拿铁卡布奇诺ဟုတ်ကဲ့ကျမတို့မှာအမေရိကာနိုလာတေးနဲ့ကပချီနိုတို့ရပါတယ်အဲ့တော့顾客ကမေးလိုက်တယ်你推荐哪一个သင်ဘာကို recommend ပေးတယ်လဲဘာကိုအကြံပေးတယ်လဲလို့ပြောတဲ့အချိန်မှာ店员ကပြန်ဖြေတယ်拿铁比较香也有牛奶拿铁လာတေးကတော့ပို့ပြီးတော့ကြတော့မွှေးတယ်也有牛奶နွားနို့လည်းပါတယ်很多人喜欢အဲ့တော့လူတော်တော်များများကြိုက်ကြတယ်好那我要一杯拿铁ဟုတ်ပြီဒါဆိုရင်ငါလာတေးတစ်ခွက်ယူပါမယ်请问要大杯还是中杯ဒါဆိုရင်မေးပြစေခွက်အကြီးကိုယူမှာလားခွက်အလက်ကိုယူမှာလား中杯谢谢 medium size ခွက်အလက်ကိုပဲယူပါမယ်ကျေးဇူးပါ好的请稍等一下ဟုတ်ကဲ့ဒါဆိုရင်ခဏလောက်စောင့်ပေးပါဟုတ်ပါပြီဒါကတော့老师ခုနပြောသွားတယ်သူတို့တွေပြောသွားတဲ့စာကြောင်းလေးတွေကိုဘာသာပြန်ပေးထားရပဲဖြစ်ပါတယ်နားမလည်တာရှိလို့ရှိရင်အဲ့ဒီတဲကနေလိုက်ပြောကြတော့မှတ်ထားလို့ရပါတယ်ဒါကတော့အရေးကြီးတယ်ပို့ပြောကြတော့အသုံးဝင်မယ်ပေါ့နော်ကော်ဖီဆိုင်မှာမှမဟုတ်ဘူးတစ်ချိန်မှစကားပြောတဲ့ချိန်ပဲဖြစ်ဖြစ်နားထောင်တဲ့ချိန်ပဲဖြစ်ဖြစ်အသုံးဝင်သွားမယ်စာလုံးလေးတွေကို老师ကနှုတ်လေးထုတ်ပြီး table လေးနဲ့ပြထားရပဲဖြစ်ပါတယ် Thanks for watching.